မင်္ဂလာပါဇောင်းလက်စတီမှာပြန်လဲကြိုဆိုလိုက်ပါတယ်ဗျကဲဗျဒါတွေကတော့အင်ဂျင်ပါ125 GRC 3မေးမိုးကိုင်းလေးကိုကျွန်တော်ဒီမှာလာရောက်တက်ဆင်သွားခြင်းဖြစ်ပါတယ်ဗျဒီကောင်လေးကမိုးကိုင်းလေးနဲ့မိုးပဲနဲ့ဘေးကနှစ်ဖက်အုပ်စုံလေးဖြစ်သွားမယ်ကျွန်တော်နှစ်ချောင်းတော့အပြေလေးမှာအောက်ခံဟန်လိုင်းထူလေးနဲ့ကျွန်တော်သုံးမိထားတယ်ဘောလုံးလေးတွေကမှဆက်ကျွန်တော်တေချာခိုင်မာလေးတက်ဆင်ပေးထားပါတယ်ဗျဘေးကလေးတွေဆိုလို့ရှိရင်ကျွန်တော်အောက်မှာဂျေးတေးရိုးပါချန်ချစ်လို့ရအောင်လဲဂျေးတက်လေးတွေကမှဆက်ကျွန်တော်တခါတည်းတက်ဆင်ပေးထားတယ်ရှိဘက်မှာလည်းဂိုင်းပြူကျင်လို့ရှိရင်နွယ်ချင်းမရှိအောင်ကျွန်တော်အချုပ်လေးတေချာလေးချုပ်ပေးထားပါတယ်ဗျရှိဘက်မှာလည်းဗမှန်ခိုင်းနဲ့ဗမှန်ထိုင်လေးတွေဆက်ပါမယ် customer တွေအလွယ်တကူတက်လို့ရအောင်ကျွန်တော်စတင်ကြလေးတက်ဆင်ပေးထားပါတယ်အောက်ဘက်မှာဆိုလို့ရှိရင်လည်းကျွန်တော်အပူကန်ထက်လေးလည်းပါမယ်ဗျလေသာမိုးလေးနဲ့လောအောင်လက်ကြည့်ကြမလို့လောက်အောင်ကောင်းပါတယ်ပစ္စည်းတွေ quality ကောင်းကောင်းလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော် zone stay ကိုလာခဲ့ပါလို့ကျွန်တော်ဘက်က payment က view အပ်ပါတယ်ပစ္စည်းလေးနိုင်ငံပြက်လက်မှုကြောင့်ဈေးနှုန်းလေးလည်းနိုင်ငံပြောင်းလဲမှုရှိပါတယ်ချီရတဲ့ customer များအနေနဲ့ဈေးနှုန်းလေးသိချင်တာဖြစ်ဖြစ်ကျွန်တော်ဒီမှာဝယ်ယူအားပေးချင်တာဖြစ်ဖြစ်ကျွန်တော်နောက်ဘက်မှာ sign number လေးလည်းထည့်ပေးထားပါတယ်အရှိဘက်မှာ phone number လေးလည်းပါပါတယ်ဗျဖုန်းနံပါတ်လေးကိုဆက်ပြီးတော့ဆက်သွယ်ဆောင်စမ်းမြင်မြင်နိုင်ပါတယ်ယုံကြည်မှုနဲ့ခုလိုမျိုးတကူတကဝေးရနေလာပြီးအားပေးတဲ့ customer ချစ်ကိုယူလေကျွန်တော်ဘက်ကနေထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျချစ်ရတဲ့ customer များအများအားစိတ်တိုင်းကြဖို့အများအားအဆင်ပြေဖို့ကျွန်တော်တို့ဘက်ကလည်းအများအားကြိုးစားလေးရရှိပါတယ်ခင်ဗျ